အရေးချင်းမရှိပေမဲ့ကျောင်းသားအများကြီးရတဲ့ဆရာတွေရှိသလိုကိုကကြတော့တင်လဲတင်တတ်တယ်တော်လဲတော်တယ် skill လဲရှိတယ်ဒါပေမဲ့ကျောင်းသားအနည်းငယ်ပဲရတဲ့ပြဿနာဒီလိုပြဿနာကြုံတွေ့နေရတဲ့သူတွေရှိလားရှိတယ်ဆိုရင် comment မှာရှိတယ်လို့ရေးလာကြမယ်ဒီပြဿနာကြုံနေတဲ့သူဆိုရင်ဒီ video တစ်ခါလေး save ထားပါပြီးတော့တငယ်ချင်းတွေသိရအောင်လဲတွားပြီး share ထားပေးလိုက်ပါကိုကျောင်းသားအများကြီးမရတာကကိုမတော်လို့မဟုတ်ပါဘူးကိုက marketing ထက်ကိုရဲ့ skill ကိုပို့ပြီးအားကိုးသွားလို့ပါသူ့ဆရာတွေယုံကြည်ထားကြတာကကိုတင်တတ်တယ်တင်ကောင်းတယ်အတင်ပြကောင်းတယ်ဆိုလို့ရှိရင်ကျောင်းသားများများရမယ်လို့ထင်ကြတယ်တကယ်တမ်းကြောဒါမဟုတ်ဘူးကို skill ဘလောက်ပဲရှိရှိအဲ့ဒီ skill ကိုလူသိအောင်ပြောပြပေးမယ်ထုတ်ပြပေးမယ် marketing ဆိုတာလာပြီးတွဲပေးရမယ်ကိုက marketing အကြောင်းလဲဘာမှမသိတဲ့အခါမှာအဲ့ဒီ marketing လက်ဟာသွားတဲ့အခါကိုကအကြောင်းသားအများကြီးမရတာဖြစ်တယ်တချို့ဆရာတွေတင်တာအဲ့လောက်ကြီး skill မရှိဘူးဒါပေမဲ့အကြောင်းသားအများကြီးရတာက marketing ကိုကောင်းကောင်းအသုံးချထားလို့ပါဒီတစ်ချက်ကိုတွားပြီးဖြည့်လိုက်ပါတကယ်လို့ကိုက marketing ကိုမဖြည့်သေးတဲ့၍မြအကြောင်းသားအများကြီးရပြီးတော့မှကိုကအကြောင်းသားဘာဖြစ်လို့နည်းနည်းလေးပဲရတာလဲဆိုပြီးတော့မှရေရှည်မှာကိုတန်နေရဝင်လာလိမ့်မယ်ဒီလို marketing နဲ့ပတ်သက်ပြီးတော့မှ personal branding နဲ့ပတ်သက်ပြီးကိုရဲ့ positioning ကိုတိတိကျကျဆွဲထုတ်တတ်ချင်တယ်ဆိုလို့ရှိရင်တော့ရန်ကုန်မှာလာမယ့် April လ18ရက်နေ့နောက်ပိုင်းမှာ Harry နဲ့အတူ VIP by one coaching session ယူလို့ရတယ်အချိန်မှာအကြောင်းသားအများကြီးရချင်တယ်ပြီးတော့ကိုရဲ့ brand positioning ကိုအတိအကျဆွဲထုတ်ချင်တယ်ဆိုလို့ရှိရင်တော့ Harry နဲ့ coaching session မှာလာဆောင်လို့ရတယ် Harry 3ဦးကိုပဲလက်ခံပေးမှာဖြစ်တဲ့အတွက်အမြန်ဆုံး screenshot လုပ်ပြီးတော့မှ page admin မှာနေရာတွဲယူထားလိုက်ပါ Harry ရန်ကုန်မှာဆောင်ကြမယ်